Sport Me ပရိသတ်များအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ညမှာတော့ Arsenal က Man U ကိုအဝေးကွင်းမှာတကိုးစီတရေကျပြီးတော့ဇယားထိပ်က Liverpool နဲ့15မှတ်ကွာသွားခဲ့ပြီးဒါကြောင့်မလို့တင်ချာနီးအရာဆိုရင်ဖြစ်နိုင်သေးတယ်ဆိုပေမဲ့ရုပ်တိပေတာနီးအရာတော့ Arsenal ဘယ်လိုမှချန်ပီယံမဖြစ်နိုင်တော့ဘူး Liverpool ကချန်ပီယံဖြစ်ဖို့69.99လောက်သေချာသွားပြီလို့ပြောလို့ရတယ်ဒီလိုအနေအထားမျိုးမှာ Arsenal ဟာဒီရာသီမှာချန်ပီယံဖြစ်ဖို့အခွင့်အလမ်းရှိခဲ့ပေမဲ့အခုဆိုရင်ဒုတိယနေရာမှာရပ်တည်နိုင်မှုဒုတိယနေရာနဲ့ရာသီသိမ်းမှုတောင်လက်ကျန်ပွဲတွေကိုတော်တော်လေးအားထုတ်ရမယ့်သဘောရှိတယ်။ဘာကြောင့်ဒီရာသီမှာချန်ပီယံမဖြစ်တာလဲ။ဒါဟာတိတ်ပြီးတော့ထူးဆန်းတဲ့အခြေအနေတခုတော့မဟုတ်ဘူး။ဘာကြောင့်ဒီလိုအခြေအနေကိုအသင်းကရောက်သွားတယ်လဲဆိုတာကိုနည်းနည်းလောက်ကျွန်တော်တို့ဒါအပြန်အလှန်ဆွေးနွေးကြည့်အောင်ပါ။ကျွန်တော်ရဲ့အမြင်ကိုအရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်အဓိကအရေးကြီးဆုံးအချက်ကတော့ဒါဈေးကွက်ကျောင်းရွှေဈေးကွက်တွေမှာလူဝင်အားမဖြစ်တင်းခဲ့တာပေါ့လေနွေရာသီမှာဖြစ်ဒီပြီးခဲ့တဲ့ဇန်နဝါရီဆောင်းရာသီဈေးကွက်မှာဖြစ်ပေါ့နွေရာသီတုန်းကတော့ဒီအဓိကခေါ်ယူမှုပြောရလို့ရှိရင်ကာလာဖီယိုရီနဲ့မေရီနိုတို့လိုကစားသမားတွေသူတို့ဒီမေရီနိုဆိုရင်လည်းစပိန်နဲ့အတူအဓိကကစားသမားမဟုတ်ခဲ့ပေမဲ့ဆီမီဖိုင်နယ်မှာဒီဂျာမနီကိုလူစားဝင်လာပြီးခေါင်းတိုက်အနိုင်ကိုသွင်းပြီးတော့သူလည်းနာမည်ကြီးခဲ့တယ်ကာလာဖီယိုရီဆိုရင်လည်းအီတလီမှာတကယ်ဒီမာဒီနီတို့ခေတ်ကိုပြန်ပြီးတော့မာဒီတို့ခေတ်ကစားသမားတွေနဲ့နှိုင်းယှဉ်ခံရတဲ့ Nesta တို့လိုကစားသမားမျိုးတွေနဲ့နှိုင်းယှဉ်ခံရတဲ့အထိရှေ့စွမ်းပြခဲ့တဲ့ကစားသမားဆိုတော့ဒီလိုကစားသမားတွေကိုကိုယ့်အသင်းကခေါ်ယူနိုင်လိုက်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်နွေရာသီမှာတိုက်စစ်မှုတယောက်မရောက်ခဲ့ပေမဲ့တိတ်ပြီးတော့အပြစ်တင်ကြမရှိဘူးကျွန်တော်တကူကြီးအရာဆိုလို့ရှိရင်တော့ဒါဒီလောက်ဆိုတော့မစိုးဘူးဟာဆိုပြီးတော့တတ်မှတ်ခဲ့တယ်ပေါ့လေတကယ်တမ်းကစားတဲ့အခါမှာလည်းရာသီအစောပိုင်းမှာရှေ့လျှော်တာတွေရှိရဆိုပေမဲ့ဒီဇင်ဘာလောက်တထိကိုအာဆနယ်ကပရီးမီးယားလိဖလားကိုမျှော်လင့်နိုင်သေးတယ်ဒီဇင်ဘာမှာတကယ်တော့ပြောရရင်ရှေ့စွမ်းကရိုင်နေပြီဒီဇင်ဘာလထဲမှာပဲဖူဟန်နဲ့အဗာတန်ကိုဒီအသင်းတွေကိုတွားပြီးနှစ်ပွဲတရေကြတယ်ပြီးတော့ဇန်နဝါရီအစမှာဆိုလို့ရှိရင်ဘရိုက်တန်ကိုတရေကြတယ်နယူကာဆယ်ကိုရှုံးတယ်အဲ့ဒီဇင်ဘာနဲ့ဇန်နဝါရီအဆက်ထဲမှာတင်အာဆနယ်က၄ပွဲလောက်ရှေ့လျှော်သွားတာဆိုတော့တော်တော်လေးကိုအရှင်တွေဆိုးသွားပြီပြီးတော့မန်ယူကိုFAဖလားမှာရှုံးပြီးတော့ထွက်သွားရတယ်ဂျားဖြတ်ပြောရလို့ရှိရင်ဒီရာသီမှာအာဆနယ်ကစားခဲ့တဲ့ပွဲတွေအားလုံးထဲမှာမန်ယူကိုအိမ်ကွင်းမှာတယောက်တာနဲ့ကစားပြီးတော့FAဖလားကနေပြုတ်သွားတဲ့ပွဲဟာအာဆနယ်ရှေ့စွမ်းရဲ့အာဆနယ်ရဲ့စိတ်ပြတ်စရာအကောင်းဆုံးပွဲလို့ကျွန်တော်တို့သတ်မှတ်တယ်ပြီးတော့အမှန်ရင်ညံ့ဖျင်းတာတွေကပြီးပြီလားဆိုတော့မပြီးသေးဘူးအိမ်ကွင်းမှာအက်စတွန်ဗီလာကို2ဂိုးပြတ်နဲ့ဥဆောင်ပြီးတော့2ဂိုးပြန်ပေးလိုက်ရတယ်ဒါဇန်နဝါရီထဲမှာဖြစ်နေတာဒီတော့ကစားသမားအင်အားဖြည့်တင်ရမယ့်အခြေအနေဆိုတာဒါအသင်းတာဝန်ရှိသူတွေသိတဲ့နဲ့မြင်တယ်သိတယ်အားလုံးကလည်းဝိုင်းပြီးတော့တိုက်တွန်းကြတယ်တိုက်စစ်မှုလိုနေတဲ့တိုက်စစ်မှုခေါ်ပါဆိုပြီးတော့ဒီလိုအခြေအနေမျိုးမှာတိုက်စစ်မှုခေါ်နိုင်မှုအတွက်ဘယ်လိုအခွင့်အလမ်းတွေရှိလဲဆိုတော့ PSG ကသူတို့တိုက်စစ်မှုကိုလိုမူအာနီကိုအငှားချမယ်ဒီတော့ Arsenal ကိုတော့ကမ်းလှမ်းတယ်လို့သတင်းတွေဖတ်ရတယ်သူတို့တိုက်စစ်မှုကိုခေါ်မလားပေါ့လေ Arsenal ကမခေါ်ဘူးမူအာနီဟာအာဒီတာရဲ့ Arsenal ရဲ့စိတ်ကြိုက်ကစားသမားမဟုတ်လို့မခေါ်ဘူးရတယ်ထားတော့ဒါလက်ခံတယ်ဒီတော့ကိုလိုမူအာနီကိုဂျူဗင်တက်ကခေါ်လိုက်တယ်အငှားနဲ့ဒါဒီကုန်ထိအငှားနဲ့မူအာနီကိုခေါ်လိုက်တော့ဂျူဗင်တက်ကမူအာနီအတွက်ပေးရမယ့်အငှားကြေးနဲ့သူ့ရဲ့လောက်ခလာစာကိုကာမိဖို့အတွက်ဘလာဟိုဘစ်ကိုပြန်ပြီးတော့အငှားချခြင်းတယ်ဘလာဟိုဘစ်ဆိုတာ2022ခုနှစ်တုန်းကဖီယိုရန်တီနာမှာအရန်ချေဆွမ်းပြတဲ့အချိန်မှာအာဆနယ်ကအသေးအတန်ခေါ်ဖို့ကြိုးစားခဲ့တဲ့ကစားသမားအခုကိုအသင်းအတွက်လည်းလိုအပ်နေတဲ့အချိန်မှာအပိသက်ခေါ်ရမှလည်းမဟုတ်ဘူးပြောင်းရွှေ့ကြီးလည်းမများဘူးရာသီကုန်ထိအငှားနဲ့ခေါ်ဖို့အခွင့်အရေးရှိတယ်ဒါပေမဲ့မခေါ်ဘူးဘာဖြစ်လို့လဲဘာကြောင့်မခေါ်တာလဲတော်တော်အံ့ဩစရာကောင်းတယ်ပြီးတော့အဲ့နောက်မှာဟာဘတ်ကဒူဘိုင်းမှာသွားကစားရင်းနဲ့ဒဏ်ရာရပြီးတော့ဒူဘိုင်းမှာလေ့ကျင့်ခန်းဆင်းရင်းနဲ့လစ်သွားတယ်ဒီတော့တိုက်စစ်မှုဆိုတာလုံးဝမရှိတော့တဲ့အခြေအနေကိုရောက်သွားတယ်ဈေးကွက်ကလည်းပိတ်သွားပြီဒါပေမဲ့အလွတ်ကျင်းနဲ့ခေါ်လို့ရတဲ့ကစားသမားတွေရှိရဥမာပြောလို့ရှိရင်အသက်ကြီးနေပြီဖြစ်ပေမဲ့အာဆနယ်ကစားသမားဟောင်းလူကပ်ပီရက်ပြီးတော့ဒီချက်စီတိုက်စစ်မှုဟောင်းဒီယိုကော့စတာအာဆနယ်တိုက်စစ်မှုဟောင်းတယောက်ဖြစ်တဲ့ကာလော့စ်ဘယ်လာပြီးတော့ဒီရီယဲကထွက်သွားတဲ့မာရီယန်နိုဒီယက်စ်တို့လိုကစားသမားတွေရှိတယ်မခေါ်ဘူးအေးရတယ်ထားပါတော့မခေါ်ဘူးလက်စတာနဲ့ပွဲမှာကိုရောက်ဖို့ရုန်းကန်နေရတဲ့စတာလင်တို့ဝင်ကစားတာပေါ့အဆင်မပြေဘူးဆိုတော့မီရီနိုလူစားထည့်လိုက်တဲ့မီရီနိုကခေါင်းတိုက်ပြီးတော့တကိုcrosshair ရဲ့ဖြတ်တင်မောကိုပိတ်သွင်းပြီးတော့2ဂိုးသွင်းပေးလိုက်တယ်ပြောရင်အဲ့ဒါကြက်တိုးတာပဲတကယ်တော့
ဒီတော့အဲ့ဒီပွဲကလေးကသူ့ကိုတောက်လျှောက်တိုက်စစ်တင်ဆော့တော့တာဟာမနေ့ကမန်ယူနဲ့တည်ကြတဲ့ပွဲတစ်ထိပဲမနေ့ကဆိုလဲဟိုပါတီကိုထုတ်ပြီးတော့မီနိုရှန်ထားတယ်မီနိုဆေးထိုးလိုက်တာမှဟွာဖြစ်နေလို့ဟိုက်လန်ဖြစ်နေလို့မဟုတ်ဘဲနဲ့ဂါနာရှိုတို့ဘရူနိုတို့ဆိုလို့ရှိရင်ကုံအောင်မယ်အဲ့လုံးကဒီကလန်ရိုက်စ်ကဲတာမြန်လိုက်လို့အိုက်ကောင်ဆေးထိုးတာအဲ့လိုဆိုတော့အာဆနယ်ရဲ့ရှေ့စွမ်းကအဲ့လိုလူမခေါ်ရတဲ့အထဲမှာဘယ်လောက်တထိကြောင်ပြောင်းနေတယ်လဲဆိုလို့ရှိရင်မန်စီးကို9 ဂိုးသွင်းလိုက်တယ်ဟာလုံးဝ surprise ပဲမန်စီးကိုအဲ့လိုမနိုင်ခဲ့တာ10 စုနဲ့တခုကြော်ခဲ့ပြီဆိုတော့ပြီးတော့မန်စီးကိုတောင်9 ဂိုးသွင်းလိုက်တဲ့ရှေ့စွမ်းဆိုတော့အသင်းကအတော်လေးဟုတ်လာပြီလို့ထင်ပေမဲ့တပတ်မချဘူးဂျားရဲမှာနယူကာဆယ်နဲ့ကန်ရတော့နယူကာဆယ်ကိုဂိုးပြချုံသွားတယ်ပြီးတော့ပရီးမီးယားလိဖက်ရောက်လာတယ်လီဗာပူးကရှေ့လျှော်တယ်ကိုကဝက်ဆန်ကိုနိုင်လို့ရှိရင်9 မှတ်အကွာလောက်နဲ့ဖိအားပေးရမယ်အရှိနေဝက်ဆန်ကိုအင်ကွဲမှာချုံမလိုက်တော့သွားပြီးတော့ Nottingham Forest နဲ့ထပ်ကန်တယ်သွားမနိုင်ဘူးဘာတွေကိုမျှော်လင့်ရမှာဘယ်စုဖလားကိုမျှော်လင့်လို့ရမှာလဲဒါနဲ့ပဲ PSV ကိုအဝေးဝင်မှာ9 ဂိုးထသွင်းတော့တိုက်စစ်မှုမလိုဘဲနဲ့ကျွန်တော်တို့အသင်းကဒီလောက်ဖြစ်ပြန်ပြီးပါညာဆိုအကုန်လုံးဝိုင်းပြီးတော့ဖုံထားကြကွာတာမှာရီယဲကိုတွေ့ရင်ဘယ်လိုဖြုတ်မယ်လို့ပါတော့ရီယဲကိုဟိုပြောလို့ရှိရင်တစ်ချိန်မှတွေ့ဘူးတာချန်ပီယံလိမှာအဲ့ဒီချိန်မှာအာဆနယ်ကနှစ်ကြောပေါင်း1 စီးနဲ့နိုင်တယ် Honorary တို့ခစ် Highbury နောက်ဆုံးနှစ်ချန်ပီယံလိဖိုင်နယ်တက်တဲ့နှစ်ရီယဲဒိုအီတို့ဇီဒန်တို့ဘက်ခန်တို့ဘာတို့ညာတို့နဲ့ hype နေတဲ့အချိန်မှာဖြုတ်ခဲ့တာကျဲစင်စုတိုင်မဲ့အခုအချိန်တွေကအဲ့လိုမဟုတ်ဘူးကိုကဒုတိယကြောတောင်ရှုံးထက်မကန်ရသေးဘူးရီယဲကိုဖြုတ်မဲ့ပါညာပြောနေတာကြီးကတကယ်တမ်းပြောရရင်ဘောင်းမဝင်ဘူးဒီတော့ကိုအသင်းအနေထားစုပ်ပြတ်တတ်နေတာပြီးခဲ့တဲ့ညမှာဆိုလို့ရှိရင်မန်ယူကကျွန်တော်ကြည့်ခဲ့တဲ့နှစ်ပေါင်း20အတွင်းမှာအဆိုးအဆုံးအသင်းနော်ဒါကိုကြည့်ခဲ့တဲ့တက်တန်းအတွင်းမှာအဆိုးဆုံးကိုပြောတာသူတကယ်ရှေ့စွမ်းတဲ့ရလက်အရာဆိုလို့ရှိရင်ပရီးမီးယားလိသမိုင်းမှာမန်ယူဟာအဆိုးအဆုံးရာသီကိုရင်ဆိုင်နေရတာအဲ့ဒီအသင်းကိုအသေးအတန်လိုက်ကစားပြီးတော့အာဆနယ်ကတရေပဲရလိုက်တယ်ဒီလိုပုံစံနဲ့ကတော့ချန်ပီယံလိတက်လို့ရှိရင်လည်းကွာတာကနေလှည့်ပြန်မှာပဲဒါဟာကိုအသင်းသားတွေရဲ့ကစားတာကိုစူးစမ်းတာကိုမချစ်မနှစ်သက်လို့ဖောင်းထူတာမဟုတ်ဘူးမကြိုက်လို့ပြောတာမဟုတ်ဘူးနီးပြပါဝင်အသင်းတာဝန်ရှိသူတွေကလိုအပ်တဲ့ဖြစ်တင်မှုကိုမလုပ်နိုင်ဘဲနဲ့မလုပ်ခဲ့ဘဲနဲ့ဝမ်နရီတို့ဒီစကယ်လီတို့တက်လာတယ်ဆိုပြီးတော့ဒီကောင်းတွေကိုအားကိုးပြီးတော့စွတ်ဆော့နေလို့လိုအပ်တဲ့လူဝင်အားမဖြည့်ဘဲနဲ့ဆိုလို့ရှိရင်ဒါကတော့ခံရမှာပဲဒီတော့အာဆနယ်ဒီကီယာတီမှာဒီလိုဖလားလက်မဲ့ပုံစံမျိုးနဲ့အဆုံးသတ်ရဖို့နီးစပ်လာတယ်ဆိုတာလည်းသိပြီးတော့ထူးခြားတဲ့အချိန်တွေမဟုတ်ဘူးဒါကိုကျွန်တော်ဇန်နဝါရီတောင်းရွှေ့ပြီးတဲ့အချိန်မှာကျွန်တော်လက်ခံထားလိုက်တယ်ဒီတော့ကိုအာဆနယ်ပရိသတ်တွေအနေနဲ့များများမျှော်လင့်ထားလို့ရှိရင်များများပင်ပန်းလိမ့်မယ်ကျွန်တော်ကတော့အဲ့ဒါကိုပဲပြောချင်တာပါအာဆနယ်ဒီယာတီဖြစ်သွားတဲ့ပုံစံဟာအသင်းတာဝန်ရှိသူတွေပြင်ဆင်ခွင့်ရရတာနဲ့မပြင်ဆင်ခဲ့တဲ့အတွက်ကျွန်တော်ကတော့မအံ့ဩဘူးဒါကျွန်တော်တို့အာဆနယ်ပရိသတ်တွေထဲမှာရောဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုအမြင်ကဘယ်လိုရှိလဲဆိုတာပြောခဲ့နိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးဖိတ်ခေါ်လိုက်ပါတယ်ဗျကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်